အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖြိုးစပင်းရဲ့တဲ့ဘလော့ရွက်ဖြစ်ပါတယ်ပုံမှန်ဆိုဆိုင်အောင်သွားညနေရဖြစ်ပေမဲ့ဒီနေ့ကတော့အိမ်မှာပဲဒေဒီကိုညှက်ခိုင်းလိုက်ပါတယ်စပင်းညက်ပြီးတော့ခေါင်းချော်ဖို့အတွက်ခေါင်းကိုရီလောင်းလိုက်ပါတယ်နည်းနည်းလေးလည်းမှောင်နေပြီးတော့เนาะခေါင်းချော်ရီတော့ကတော့မီလင်းကိုပဲတုံးပါတယ်မီလင်းကကျွန်တော်တုံးနေကြလဲဖြစ်ပါတယ်ခေါင်းချော်ရီကိုဖောက်လိုက်ပါတယ်ခေါင်းကိုတိချာလေးချော်ပေးပါတယ်ပေါ့နော်ကျွန်တော်ကမီလင်းကိုပဲတုံးပါတယ်မီလင်းမှာပေါ့ပြီးတော့ကျွန်တော်ကခေါင်းကိုတိချာလေး push shot ပေးပါတယ် push shot ပေးကျွန်တော်သွားတိုက်ပါတယ်သွားတိုက်ပြီးတော့ကျွန်တော်ထွေးထုတ်လိုက်ပါတယ်ပြီးတော့ကျွန်တော်3မိနစ်လေးကဂါနီယာမန်ကိုပဲတုံးပါတယ်သူကကျွန်တော်ရဲ့ skin တိုက်နေလေကြိုက်ဆုံးဖြစ်တာမို့လို့ကျွန်တော်ကအားလေးကိုပဲရွေးချက်သုံးဖြစ်ပါတယ် I love you ပြီးတော့မျက်နှာကိုရေကိုတိချာလေးဆေးချပေးလိုက်ပါတယ်ရေကိုတိချာလေးဆေးချပြီးတော့ကျွန်တော်ကထပ်ပြီးတိချာလေးဆေးချပေးလိုက်ပါတယ်တိချာလေးဆေးချပြီးတဲ့နောက်မှာကျွန်တော်ပြုံးပြလိုက်ပါတယ်ကျွန်တော်လှနေပါပြီဟုတ်ပါတယ်ကျွန်တော်အရင်လှနေပါပြီခေါင်းကိစ္စပြီးတဲ့နောက်မှာခန္ဓာကိုယ်အတွက်ဆက်ပြတိုက်ပါတယ်ပြီးတော့ကျွန်တော်ဆက်ပြတိုက်ပြီးတော့ရေချိုးလိုက်ပါတယ်ကျွန်တော်ရေချိုးလို့ပြီးပေါ့နော်ရေချိုးလို့ပြီးတဲ့နောက်မှာကျွန်တော်ကပြုံးပြလိုက်ပါတယ်ကျွန်တော်စပင်းလေးကိုလည်းတားလိုက်ပါတယ်လာပါပြီပြီးတော့ခေါင်းတုပ်ဖို့အတွက်တစ်ပတ်ယူပြီးတော့ခေါင်းကိုတုပ်ပါတယ်ကျွန်တော်ကပလာတောင်းပါတယ်ပေါ့ဟုတ်ပါလေပြလိုက်ပါတယ်ကျွန်တော်ကပလာနေပါကျွန်တော်တင်းဆိုပြီးကလိုက်ပါတယ်နာနာစပင်း6တော့နဲ့မှာကျွန်တော်ကစပင်းကိုချလိုက်ပါတယ်ထားလိုက်ပါတယ်ပြီးတော့ skin care step ကိုရောက်လာပါပြီကျွန်တော် Vaseline lotion ကိုပဲလိမ့်တာပါသူကအတောက်ကိုကောင်းမှုစီပါတယ်ကျွန်တော်လည်းလိမ့်ပါတယ်ပြီးတော့မျက်နှာအတွက် skin care တက်လာပါပြီကျွန်တော်မျက်နှာကို skin care ကျွန်တော် facial ကိုပဲတုံးပါတယ်ပြီးတော့ GM solution ရဲ့ moisturizer လေးကိုတုံးပေးပါတယ်ဒီ moisturizer လေးပါပြီးတော့မျက်နှာအနှံကိုပူလင်းပေးလိုက်ပါတယ်သူကရေတလေးဖြစ်ပြီးတဲ့အတွက်ကျွန်တော် skin တိုင်းနဲ့လည်းလွှားကိုင်းကြီးပါတယ်ဒါကတော့ glow နေမှုကြီးပါကျွန်တော်လို glow ချင်တော့ GM solution လေးကိုဝယ်လင်းလိုက်ပါပေါ့နော်ပြီးတော့ကျွန်တော်span အင်းလေးကိုလည်းပါတယ်အင်းနေဆိုတော့ span အင်းပဲဝယ်ပါတယ်ဟုတ်ပါတယ်ဘလဘလကျွန်တော်အရင်လှပါ